မင်္ဂလာပါခင်ဗျဒီနေ့ကတော့ကြောက်ငံပြားရီချင်းငံဆက်လေးချက်ပြသွားမှာဖြစ်ပါတယ်။မြုပ်တီကြောက်ချင်းကြက်သွန်နီကြက်သွန်ဖြူနနွဲမုတ်မဆလာအနှဲငယ်ထည့်၍အခုလိုဆက်လေးနဲ့ကြည်ညက်သွားအောင်ကြိတ်ပေးရပါမယ်။ပြုတ်ပြီးသားကြောက်လေးတွေကိုကြော်ရန်အတွက်ဓားလေးနဲ့မှုန်းပေးပါမယ်။ကြောက်လေးတွေကြော်ရန်အတွက်ဒေအုပ်ထဲကိုစီထည့်ပါမယ်။စီပူလာရင်တော့ကြောက်ပြုတ်လေးတွေကိုထည့်ကြော်ပါမယ်။ကျုပ်အပြင်ပိုင်းလေးမှာတင်းလာပြီးရောင်ပြောင်းတဲ့အထိကြော်ပေးရပါမယ်မကြီးမဲ့အနှဲငယ်ကိုရေစိမ်ပြီးနယ်ထားပါမယ်ကျုပ်ငံပြာရေဟင်းချက်ရန်အတွက်ဒေအိုးထဲစီနှဲငယ်ထည့်ပါမယ်စီပူလာရင်တော့ကြိတ်ထားတဲ့ငရုတ်သီးအနှစ်လေးတွေကိုစီတက်ရပါမယ်စီတက်အနံ့လေးမှုေးလာရင်တော့ကြက်ဥပြုတ်ကြော်လေးတွေကိုထည့်ပါမယ်ခုအနေထားလေးဖြစ်ရင်တော့မကြီးမဲ့အရည်လေးထည့်ပါမယ်ချုံမုတ်စားငံပြာရည်တို့ကိုလည်းထည့်ပါမယ်မဆလာနဲ့ရှမ်းနံရွက်လေးကိုထည့်ပြီးရင်တော့ကျုံငံပြာရည်ချင်းငံဆက်လေးကိုစားသုံးနိုင်ပြီဖြစ်ပါတယ်ခင်ဗျာ